မီးဆေးမယ်မီးဆေးမယ်အပိုင်းကိုရောက်ပြီမီးဆေးပြီးကမှပြโอเคတေးသေးချာချာလေးကြည့်ပြီဒီမှာတန်သားမှာအနာပါလားမပါလားအနာပါတယ်မပါဘူးဆိုတာကဟိုအကြောင်းနေထားနေပုံစံမျိုးပေါ့နော်အဲ့လိုပါမပါတစ်ချက်ကြည့်ကြည့်ပဲရင်ဦးနော်တစ်ချက်ကြည့်ကြည့်ပဲတခြားလေးအောင်ဆိုင်ပြီးရှည်ဦးနော်ဒီဘက်တစ်ချမ်းโอเคဒီပါပါညညပဲဒါကကောဘတ်တိုက်ထားတဲ့ဟာတွေဒီမှာကောဘတ်တစ်ချက်ပြန်ထပ်တိုက်အောင်ရှည်ဦးနော်ဒီမှာလဲအဲ့အနာပါလဲဆိုတာကျွန်တော်သိချပြီးမှပြောပြမယ်ဒါလည်းမဟုတ်ဘူးနော်ဒီမှာတော့ဒါကြောက်နေသူရမှာပြန်ပြီးကြောက်သေးကောဘတ်တိုက်နာမဟုတ်ဘူးတူကြည့်ရခုနကကျွန်တော်တန်သားတစ်ဆက်တည်းဖြစ်မဖြစ်ကြည့်ခိုင်းနေဆိုတာကအကြောင်းရှိတယ်နော်ပြီးတော့ဒီမှာ ferricular ရဲ့စိန်တာ ferricular ရဲ့စိန်တာကလည်း real hormone ပြဖို့အတွက်လာဆိုမဟုတ်သေးဘူး real hormone ဓာတ်ကိုနောက်တစ်ထပ်ရှိသေးတယ်ထူးခြားတာပေါ့နော် real hormone ကျွန်တော်ပုံမှန်လုပ်ပြနေကြဆိုတော့မိတ်ဆွေတို့အသိထူးဆန်းတော့ဒါပေမဲ့ထူးဆန်းတာတစ်ခုရှိသေးဘာလဲဆိုတာအတူတူကြည့်ကြတာโอเคဒါအမင်းရောဓာတ်ရောတန်သားတစ်ဆက်တည်းနော်ဟိုတူသွားလို့ဆိုပြီးတော့ဝရင်ဆက်လာတာဘာညာမရှိဘူးအမှန်တကယ်ဒါဒီထက်အချိန်နည်းနည်းယူပါမှာပေါ့နော်ကျွန်တော်ကဒါမိတ်ဆွေတို့ပြမှာဖြစ်တဲ့အတွက်ခဏလေးပဲကျွန်တော်စိန်ထားတယ်ပြီးတော့ဒါကကျွန်တော်ကော်ဘတ်တိုက်တာလဲလိုသေးတယ်ထပ်ပြီးတော့တိုက်ရအောင်မယ်ဒီထက်နည်းနည်းထပ်ပြီးတော့နည်းနည်းလုံးအောင်မယ်အပြီးသက်လုပ်ပြီးကမှထပ်ပြီးတော့ထပ်ပြလောရတာပိုင်ရှင်လည်းမရှိသေးဘူးလိုချင်နေဆိုရင်အော်ဒါတင်လို့ရတယ်ပြီးတော့ကျွန်တော်ဒီနီးပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကောင်းကောင်းလုပ်နိုင်တယ်မိတ်ဆွေတို့အချိန်မီအော်ဒါတင်လို့ရတယ်โอเคကြိုက်တဲ့ဒီဇိုင်းလာခဲ့ကြိုက်တဲ့အချိန်လာခဲ့ဈေးကတော့ domestic ဖြစ်တာဖြစ်တဲ့အတွက်နည်းနည်းတော့ညာပါဗျโอเคโอ้ရမ်းမိုက်တယ်တမီးလေးโอเคလာကြာကဲဘာကြီးတော့မြဘာကြီးတော့မြโอเคဒီမှာ real hormone ပြင်ကိုဒီမှာဘာအကွက်တွေတော့โอเค domestic นี่เนี่ย domestic real hormone ဗျနော်ရှိုးလိုက်ဒါခုနကကျွန်တော်တန်သားကိုကောင်းကောင်းစစ်ခိုင်းနေဆိုတော့လေ delamination ဖြစ်နေတာတွေပါလားမပါလားမိတ်ဆွေတို့စစ်ကြည့်ခိုင်းတာလုံးဝ delamination ဖြစ်တာမပါဘူးလွှာတဲ့ကောင်းကောင်းဖြစ်တယ်အကုန်လုံးအဆင်ပြေတယ်နော်ဒီမှာတစ်ချက်ကြည့်လိုက် real hormone ကဒါပြီးမှ polishing တေချာလုပ်ပြီးကမှတိတ်ပြီးတော့ပြန်ကြည့်ကြမှာပေါ့နော်ဒီ domestic line နေတဲ့ထင်မထင်ကတော့ကျွန်တော်လည်းမသိသေးဘူးပေါ့နော်ဒါပေမဲ့အခုလောလောဆယ်ကတော့ real hormone လည်းဒီမှာကောင်းကောင်းမြင်နေရတယ် okay โอเคအကွက်တွေမြင်ရလားဒါအမင်းထိပါကျွန်တော်နောက်ပိုင်းအကုန်စိန်ပြီးတော့အပိသက်အကုန်လုပ်ပြမယ်မြင်ရလားအပိသက်လုပ်ပြီးတော့ဒီထက်ပိုလှမယ်ဒါကလောလောဆယ်ကကော်ဘက်တိုက်တာလည်းလိုသေးတယ်ကျွန်တော်ဒီ domestic ကိုပုံဖော်လာတဲ့နည်းနည်းအချိန်နည်းနည်းယူအောင်ပါဘောနော်โอเคရမိုင်းကဲရလားဒီကောင်လေးလိုချင်နေဆိုရင်ဟောလာတင်လိုက်လို့ရတယ်မိတ်ဆွေတို့လိုချင်တဲ့ဒီဇိုင်းကာလာအနေထားပါညာနဲ့ကျွန်တော်ဆင်ပေးမယ်လောလောဆယ်ပိုင်ရှင်မရှိသေးဘူးအသွားကလောလောဆယ်ဟိုရှိမယ်21ခွဲဆိုဟာဘာဂီပါ22လက်မှတ်ခွဲကိုရမယ်ဟာဘာဂီပါပေါ့နော်22လက်မှတ်ခွဲကိုရမယ်တန်သားအလေးချိန်ကလောလောဆယ်က38ကျက်သားရှိတယ်အကေဟာဘာဂီနဲ့နောက်ကလက်ကင်ပါညာတက်လိုက်မယ်ဆိုရင်တော့45ကျက်သား50သားအောက်ပေါ့နော်အဲ့ဒီအလောက်ကိုရမယ်လေးချိန်ပေါ့နော်နည်းနည်းထပ်ပြီးတက်နောက်လေးလုပ်ဖြစ်မယ်လုံးဝအမိုက်စားဒီရှေ့ဒီ site ဒီနေထား okay တကယ်လို့ဒီအချောင်းမကြိုက်ဘူးတခြားထပ်ပြီးတော့တခြားဒီဇိုင်းတွေ order တင်နေတယ်ဆိုလဲရတယ်ကျွန်တော်ကောင်းကောင်းလုပ်ပြနိုင်တယ်လုပ်ပြမယ်เนาะမိတ်ဆွေတို့ယုံကြည်စိတ်ချတော့ order တင်လို့ရတယ်